saving ကနောက်ရေးအတွက်ကောင်းလားတဲ့ပတ်စံစုတာကရေရှည်ကိုယ့်ရဲ့အနာဂတ်အတွက်ခိုင်မာမှုရှိလားကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် saving ကလုံးဝလုံးမဖြစ်ဘူးမကောင်းဘူးပေါ့ technically ဘာကြောင့်လူရည်လို့ဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလုံးရက်၃ခုရှိပတ်စံရှာမယ်ပတ်စံစုမယ်နောက်ဆုံးကပါလေအဲ့ဒီပတ်စံပွားအောင်လုပ်ဆိုတော့ saving ဆိုတာဒီအစ်စ်မှာပဲရတယ်ပေါ့နော်စုတယ်ပွားအောင်မလုပ်တတ်ဘူးအဲ့တော့ဘာဖြစ်မလဲဆိုတော့ consequences အဲ့ဒါလေးကျွန်တော်တို့ပြောပြတယ်ဒီလက်ရှိမြန်မာနိုင်ငံမှာဆိုလို့ရှိရင်နံပါတ်1ချက်နေတယ်ပေါ့နော်ငွေကြေးဖောက်မှမှု inflation ကအင်မတန်မှကြီးမား2021ကနေပြီးတော့အခု2026ကျွန်တော်တို့9နှစ်ဖြတ်တန်းလာခဲ့ပြီအဲ့တော့ဒီ9နှစ်အတွင်းမှာ inflation ငွေကြေးဖောက်မှခြင်းဟာတစ်နှစ်ကိုပြန်မြ20%ရှိငွေကြေးဖောက်မှမှုဥမာပေးမယ်2021တော့ငွေငါးတစ်ပွဲကို300-500ကျတင်တယ်ဆိုပါစို့အခု2026မှာငွေငါးတစ်ပွဲကို3000-5000ကျတယ်လက်ထဲမှာ1000တန်ကင်ထားတယ်2021တော့လည်း1000တန်တွေ့ရပဲ2026မှာလည်း1000တန်တွေ့ရပဲဒါပေမဲ့ကျွန်တော်တို့ဘာပွာဝါးလဲဆိုလို့ရှိရင်ဒီ1000တန်ကဝယ်ယူနိုင်ဆိုတာဘိုင်းပါဝါမတူတော့တာကိုတွေ့ရလိမ့်မယ်ကိုယ့်အနေနဲ့ saving ပတ်စံစုတာကတော့မမှားဘူးဒါပေမဲ့အဲ့ဒီပတ်စံ cash ကြီးကိုပဲ2021ကနေ2026ဒီကင်ထားရဆိုလို့ရှိရင်တော့တော်တော်လေးမှားရွေးနေလို့ရဖြစ်သွားပြီနံပါတ်2ချက်ကတော့ opportunity cost တော်တော်လေးမြင့်ပါမယ်ဥမာပေးပြမယ်နော်လက်ထဲမှာပတ်စံကင်ထားတယ်2021တုန်းကရွှေတစ်ချက်သားကိုကျွန်တော်တို့10သိန်းရှိရဆိုယူဆကြပါလို့နော်အခု2026မှာ300ဖြစ်သွားအဲ့တော့ကိုက10သိန်းကိုပဲကင်ထားရဆိုလို့ရှိရင်အဲ့ဒီ10သိန်းကဒီ10သိန်းပဲရှိမယ်ဘာမှပွားလာမှာမဟုတ်ဒါပေမဲ့ကျွန်တော်တို့အဲ့ချိန်တော့10သိန်းနဲ့ညီမျှတယ်ရွှေဝယ်လိုက်တယ်ဆိုလို့ရှိရင်အခုအဲ့ဒီ10သိန်းက300ဖြစ်သွားပြီနံပါတ်3ဘာကြောင့်မလို့ saving ကိုရေရှည်မလုပ်တင်လဲ paradox of thrift လို့ခေါ်တယ်အဲ့တော့ဒါကဝီယောဒီဖြစ်လာပါတော့ကိုတယောက်တည်းစုတာကိစ္စမရှိဘူးခက်ခဲတဲ့အချိန်မှာလူတိုင်းကပတ်စံစုနေရဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ရောသူတို့စီးပွားရေးကိုဆက်ပြီးတော့ကြားကန်ဖို့အတွက်ဖြစ်နိုင်ပါမလားကိုကဒီပစ္စည်းကိုထုတ်လုပ်ပြီးတော့ရောင်းချတယ်ဒါပေမဲ့အခြားတစ်ဖက်မှာလူတိုင်းပတ်စံစုနေပြီဆိုလို့ရှိရင်စိုင်းပိုင်ရှင်လည်းပြုတ်စိုင်းပိုင်ရှင်ပြုတ်လို့ရှိရင်စိုင်းပိုင်ရှင်ခန့်ထားတဲ့ဝန်ထမ်းတွေလည်းဝန်ထမ်းပြုတ်မယ်ဝန်ထမ်းတွေပြုတ်လို့ရှိရင်လည်းသူ့ရဲ့နောက်ကနေပြီးတော့မိခိုနေတဲ့မိသားစုတွေခက်ခဲမယ်အဲ့တော့လူတယောက်ကပတ်စံစုရကနေပြီးတော့ community တစ်ခုလုံးတစ်နိုင်ငံလုံးပတ်စံစုသွားပြီဆိုလို့ရှိရင်တော့ဒါတော်တော်လေးဒုက္ခရောက်တဲ့အခြေအနေမှာရှိတယ်နံပါတ်4ချက်ကတော့ over saving အလွန်အကျွံပတ်စံစုတာပေါ့နော်အဲ့လိုပတ်စံအရန်စုပြီးတော့ဘာမှဆက်မလုပ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ပျော်ရွှင်မှုတွေလည်းပျောက်ဆုံးလာ stress တွေများလာအခွင့်အလမ်းတွေဆုံးရှုံးလာငွေချင်းတွေကပြင်သွားခြင်းနဲ့ခီးရသွားခြင်းနဲ့ခေါ်တယ်ကိုကပတ်စံစုနေပြီးတော့မလိုက်နိုင်ဘူးအဲ့တော့ကိုယ့်ရဲ့ပျော်ရွှင်မှုတွေပျောက်ဆုံးစိတ်ဓာတ်တွေကျဒီငွေတွေကင်ပြီးတော့ဘာလို့မှမသိအဲ့ဒါကလည်းကျွန်တော်တို့ကစဉ်းစားရမယ့်အချက်တွေမှာပါတယ်နောက်ဆုံးချက်ကတော့ကျွန်တော်တို့အချို့သောကဏ္ဍလေးမှာပတ်စံစုတာရေရှည်ပေါ့နော်လောက်တာကျွန်တော်တို့အတွက်ခက်ခဲမှုဖြစ်ပေါ်စေဘလို့အချိန်ခါလဲဆိုလို့ရှိရင် investment လုပ်တယ်ရင်းနှီးမြှုပ်နှံမှုလုပ်တယ်ဆိုတာသူများတွေမြင်တာငွေကြေးကြီးတွေလုပ်ငန်းကြီးတွေပဲသွားမြင်တာအဲ့တော့ saving ပြီးရင် invest လုပ်မယ်ပွားအောင်လုပ်မယ်ဆိုတာဘာပွားတင်လဲဆိုတော့အသိဉာဏ်ဘူးတူတာပါပွားတင်တယ်ဒီထဲမှာကျွန်တော်ရဲ့ content ကိုကြည့်နေတဲ့လူအများပြားကျွန်တော်က financial contents တွေနဲ့ပတ်သက်လို့ဖန်တီးပေးတယ် financial literacy ဘဝတူတာတွေမျှဝေပေးတယ်ဒီဘဝတူတာတွေကိုကကြားလာပြီးသိလာပြီးဆိုလို့ရှိရင်ဘဝတူတာကိုတိုးပွားအောင်လို့ကို invest လုပ်အောင်ဆိုတော့ invest လုပ်ဖို့ကကို invest လုပ်တာဘာလဲဆိုလို့ရှိရင် knowledge ဘဝတူတာကိုရှာဖွေစည်းဖို့လား investment လုပ်ချင်တယ်ယင်းနှိမ့်မြုပ်နှံမှုလုပ်ချင်တယ်မနေ့တနေ့ကပဲကျွန်တော်ရှိရောက်လာ3000လိန်ခံရတယ်ပြီးခဲ့တဲ့ရက်ကပဲရောက်လာတယ်3000လိန်ခံရဆိုတော့အဲ့လိုမျိုးလိန်ခံနေမဲ့အစားဒီ level ကိုမသိဘူးဆိုလို့ရှိရင်ခုနကတော့စုဆောင်းထားတဲ့ပတ်စံနဲ့အရင်ဆုံးတင်တန်းတွေတက်ကြည့်စာအုပ်တွေဝယ်ဖတ်ကြည့် program တွေကိုဝင် join ကြည့်လိုက်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်လဲခုနကပတ်စံစုတာကနေပြီးတော့အသိပညာတိုးပွားလာမယ်အဲ့ဒီတိုးပွားလာတဲ့အသိပညာကနေကိုပိုင်ဆိုင်ထားတဲ့စုဆောင်းငွေတွေကိုစပွားထပ်ပြီးတော့ပွားတာညီကုန်းချုပ်ရရင် saving ပတ်စံစုတာကအမှားမဟုတ်ဘူးဒါကကျွန်တော်တို့လုပ်တဲ့နဲ့လုပ်ရတဲ့မှာပါတယ် saving ပြီးလို့ရှိရင် next step ကပွားအောင်လုပ်ရမယ်เนาะအဲ့တော့ကိုပိုင်ဆိုင်တဲ့ပတ်စံတိုးပွားအောင်လုပ်မယ်ဆိုလို့ရှိရင်နံပါတ်1မိမိကိုယ်အရင်ဆုံးရင်းနှီးမြှုပ်နှံပါမိမိကိုယ်ရင်းနှီးမြှုပ်နှံလို့ကျွမ်းကျင်လာပြီဆိုလို့ရှိရင်ဈေးကွက်တွေမှာဝင်ပြီးတော့ရင်းနှီးမြှုပ်နှံပါဒါမှကျွန်တော်တို့ကရေရှည်မှာ financial freedom ငွေကြေးလွတ်လပ်ခွင့်ဆိုတဲ့ဘဝကိုပိုင်ဆိုင်နေမှာဖြစ်ပါလေလို့ပြောကြရင်လည်းဒီဗီဒီယိုလေးမှာပဲဆုံးသက်ပါရစေခင်ဗျာ